အားလုံးပဲမင်္ဂလာပါ eFootball by Virus TikTok account ရဲ့ admin Virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကပေါ့နော်ဒါ eFootball ကို free ဆော့တဲ့ညီကိုတွေအတွက်ကိုယ့်ရဲ့ဒီ team ကိုဘယ်လိုမျိုးကစားသမားတွေစုရမလဲပြီးတော့ဒီ coin တွေကိုဘယ်လိုမျိုးစုရမလဲဆိုတော့ကျွန်တော်ကဒါကျွန်တော်သုံးနေကြပါတော့ညီတွေကိုဒါမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒါ eFootball မှာဆိုရင်ကက်က2မျိုးရှိတယ်ပထမတစ်ကက်ကတော့ဒါseason တွေပြောင်းသွားလဲပေါ့နော်အမြဲတမ်းရှိနေမဲ့ကက်ပေါ့နော်ဒုတိယကက်ကကြတော့ဒါ season 100စီလာတဲ့အတွက်ကက်ပေါ့နော်ဒီ season 100စီတဲ့ကက်ဆိုရင်တော့ကျွန်တော်တို့ဒါဥပမာပေးရမယ်ဆိုရင်ဒါ player of the week ကက်တို့champion league ကက်တို့ပေါ့နော်ဒီကက်တွေကပါရလဲဆိုတော့သူတို့ rating တွေကဒါ train ရမလို့အပြည့်ပေးရတယ်ကစားသမားကောင်းတွေလည်းရတယ်ပေါ့နော်သူတို့ကသူအပြည့်တန်းပေးထားတယ်ဆိုပေမဲ့ဒီကက်တွေက100စီကပဲခံတယ်ဥပမာပြောချင်တာက2025 eFootball ဆိုရင်2026 eFootball ရောက်တဲ့အခါမှာဒီကက်တွေကလုံးဝကျွန်တော်တို့ရဲ့အကောင့်မှာမရှိတော့ဘူးပေါ့နော်ဒါကတော့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့တော့ဒီဟာတွေကိုcoin သုံးပြီးတော့မဖောက်စီခြင်းဘူးအဲ့ coin တွေကိုဖောက်မဲ့စားစုစီခြင်းတယ်အဲ့ coin တွေကိုတော့ဒီကျွန်တော်တို့ပြောမယ်ဆိုရင်အခုပေါ့နော်ဒီစာလာတို့လိုမျိုးပတ်မျိုးတွေမှာသွားပြီးတော့ကန်ဆန်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဗာလဲဆိုတော့သူကအယောက်150ပေးတာရဗျာကိုက free player ဆိုတော့150လုံး3လုံးဘလို့မအောင်အဆင်မပြေဘူး3လုံးလည်းရမှာမဟုတ်အဲ့တော့ကြောင့်မို့ကျွန်တော်ကတော့ဒီဟာပတ်တွေကိုဆိုရင်ပေါ့နော်player တွေအနေနဲ့ကျွန်တော်ကတစ်ချိန်တော့ပေါ့နော်အနည်းဆုံးကန်ဆန်းနေခြင်းနဲ့သူက free တစ်ချိန်ပေးတယ်ကိုကတစ်ချိန်ကန်ဆန်းမယ်ပေါ့နော်ဒီကစားသမားကိုကိုကကြိုက်တယ်ဆိုရင်တော့ coin 900 coin 900လောက်ထိတော့ဒါကန်ဆန်းစီခြင်းပဲဆိုပေမဲ့ဒါ pack တွေကိုတော့ပေါ့နော်ကိုယ့်ရဲ့ကန်ဆန်းတဲ့အနေနဲ့တစ်ချိန်တော့အမြဲတမ်းကန်ဆန်းကြဖို့အတွက်ကျွန်တော်ကတော့အကြံပေးပါတယ်နောက်ထပ်ကတ်တီအနေနဲ့ကတော့ပေါ့နော်ဒါတွေကတော့ဒါမတိကြဘူးပေါ့နော်မတိကြတဲ့ကတ်တွေဥမာကိုက coin 1500လုံးသုံးလိုက်ရင်1500ထဲမှာကောင်းတဲ့ player ရချင်မှလည်းရမယ်ဒါမတိကြဘူးတိကြတဲ့ဟာတွေကဘာတွေလဲဆိုတော့ကျွန်တော်ပတ်ထဲမှာရှိရပေါ့နော်ပတ်ထဲမှာဆိုရင်တော့ဒီအသင်းတွေလည်းရှိရယ်ကစားသမားတွေလည်းရှိရယ်ဒါဆိုရင်နော်ဝေးအသင်းဗျာနော်ဝေးအသင်းဆိုရင် coin 1500သုံးလိုက်မယ်ဆိုရင်ဒီနော်ဝေးကစားသမား17ယောက်ရယ်ဒီပြရယ်ပါရမယ်ဒါကတော့လုံးဝတိကြတဲ့ဟာပေါ့နော်တည်ကြတဲ့ဟာခုနလိုမျိုး coin 1500သုံးပြီးတော့ဘယ်ကောင်တွေရမလဲမတည်ကြတဲ့ဟာမဟုတ်ဘူးဒီလိုပဲပေါ့နော်ဒါမန်စီတို့ဆိုတဲ့1800သုံးပြီးတော့ဒီတွေကစားသမားတွေရဲ့သူတို့အင်ကြီးတွေပေါ့နော်ဒါအင်ကြီးတွေ ESP တွေကိုကျွန်တော်ရမှာဖြစ်တယ်ဒီတိုင်းပဲနေမှာပေါ့နော်ဒီနေမှာလည်းဒီလိုမျိုးလေးရှိတယ်ပေါ့နော်အဲအကြောင်းမျိုးကျွန်တော်ကတော့ဒါဒီ free ဆိုတဲ့ညီကိုတွေကိုဒီ free ရတဲ့ဟာကျင်းတည်တဲ့ဟာတွေကိုအယုံဆုံးဖောက်စီခြင်းနဲ့ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ daily game challenge ပေါ့နော် daily game challenge ဆိုတော့ကျွန်တော်နေ့စဉ်ဒါ penalty ကန်နေရတဲ့ဟာဖြစ်ပြီးတော့ဒီထဲမှာ reward တွေအနေနဲ့ဆိုရင်ဒါ dropper ပတ်ရှိမယ်ပေါ့နော်ဒီထဲမှာ dropper ရမယ်ပတ်ပေါ့နော်ပြီးတော့နောက်တစ်ခုက daily game box ပေါ့ daily game box မှာဆိုရင်လည်းဒါ player တွေတော်တော်များများရှိတယ်ဒီထဲမှာလည်းဒါဘယ်လိုပြောရမလဲဒီ player ကတ်တွေကလည်းပေါ့နော်ဒါကိုဒီဘောလုံးရသည်ပြီးတစ်ခုတည်းနဲ့ပေါ့နော်ဒါဘောလုံးရသည်တစ်ခုတည်းအတွက်မဟုတ်ဘူးဥပမာ2000 eFootball 2026ဆိုရင်လည်းအမြင်ပြန်ပါလာမဲ့ကတ်တွေဆိုတော့ဒီကတ်တွေကိုလည်းရှားဖို့အတွက်ဆိုရင်ကျွန်တော်က daily game challenge ကိုလည်းကန်စီခြင်းနဲ့ဒီနေ့မှာကျွန်တော်ပြောသွားခဲ့တာတော့ဒါ eFootball ကိုဒါ free ဆိုတဲ့ညီကိုတွေအနေနဲ့ပေါ့နော်ဒါလုံးသိတဲ့အချက်လေးကိုကျွန်တော်ကမျှဝေပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်ခဲ့ကြဖို့ကျွန်တော်ကဒီတိုင်းတောင်းဆိုလိုက်ရပါတယ်